ကဲအားလုံးပဲမင်္ဂလာပါနော်ကိုဖြိုးမိုဘိုင်းနဲ့ပြန်လည်ပြီးတော့ကြိုးဆိုပါတယ်အခုတခါကျွန်တော်တသိန်းစွန်းစွန်းနဲ့ပထီ9000 mAh ပါပြီးတော့ဒါပထီလုံးဝ ampere များများ screen size ကြီးကြီးနဲ့ဖုန်းလေးတစ်လုံးကိုထပ်ပြီးတော့ရောင်းပေးအောင်မယ်ဒီကောင်လေးကတော့ Redmi 9A Ram 232K ဖုန်းလေးပဲဖြစ်ပါတယ်ဒါအပြောင်လေးပါအလုံးလေးကတော်တော်လေးတန့်တယ်အပေါ်စင်ကင်းတယ်အော်ဒီအော်ဘတ်လည်းအော်မန်လေးဖြစ်တယ်ဒီကောင်လေးအဲ့ဒါလည်းလုံးဝရှင်းပါတယ်မီအကောင့်တွေပါညာကြော်ခွာအားလုံးရှင်းပါတယ်ခင်ဗျာနော်တက်ရှိပါလေအကုန်အားလုံးလုံးပါတယ်အော်ဒီကိုအော်ဘတ်လည်းလေးပါအဲ့ဒါလုံးဝရှင်းပါတယ်ဆိုင်အာမခံပေးပြီးတော့မှကျွန်တော်တို့ကရောင်းချပါတယ်ခင်ဗျာအဲ့ဆိုင်မှာလာရောက်ပြီးတော့မှမျက်မြင်ကြည့်ရှုဝယ်လို့ရပါတယ်ကျွန်တော်တို့ရဲ့ဆိုင်လေးစာလေးကတော့အမှတ်84ရန်ကုန်အင်းစိန်လမ်းမကြီးနဲ့ဥယျာဉ်ကဲလမ်းထောင်းကျွန်တော်တို့ရဲ့ကိုဖြိုးမိုဘိုင်းဆိုင်ခွဲအမှတ်3လေးပဲဖြစ်ပါတယ်ရန်ကုန်မြို့တွင်းဆိုရင်လည်းကျွန်တော်တို့ကမှားခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကအင်အားငွေချင်းနဲ့ပို့ဆောင်ပေးပါတယ်ခင်ဗျာ0901926113 09699103နဲ့ကျွန်တော်တို့ရဲ့ဆိုင်ဖုန်းနံပါတ်လေးတွေကိုဆက်သွယ်ပြီးတော့မှာယူလို့ရပါတယ်ခင်ဗျာဆိုင်မှာလည်းတခြားဖုန်းတွေအသစ်ကောဟောင်းရောအစုံလင်းရှိတဲ့အတွက်ကြောင့်မလို့ဆိုင်မှာမျက်မြင်လာကြည့်ရှုဝယ်ဖို့အတွက်ဒီနေရာနဲ့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ